လေးမှာရှိတဲ့$9 lucky wood ကြောင့်ကြီးပြပါဖြစ်ပါရဲ့ရှင်ဒါကတော့ကြီးဒီနေ့တော့ကူပွန်တော့သုံးပြီးသွားပြီမို့လို့ဒါရှင်းပြပေးမယ်ဒီဒေါ်လာတွေကဘယ်လိုရရလဲဆိုတော့ဒီနားလေးမှာ 0.9 ပြစ်လို့ရှင်ကြီးတို့ငွေစားထုတ်နေမှာဖြစ်ပါရဲ့အဲ့9,000မြတ်ကြီးတို့ဘာလုပ်မလဲဆိုရင်ပို့လိုက်ကနေရှင်တို့ကူပွန်နေပေးတာရှင်မကြီးလှည့်ထားတဲ့ဥစ္စာဒီပေါ်မှာတခြားဗီဒီယိုတခုနဲ့ release လေးပြပြီးတော့ဒီလိုမျိုးလေးကွာအဲ့လိုမျိုးလေးပေးထားတာရှိမယ်အဲ့ဒါလေးကိုလှည့်ပြီးတော့ကြီးတို့ရမှာဖြစ်ပါရဲ့အဲ့တော့ fee ticket ကဒီမှာ2 နာရီတွင်းမှာ3ရမယ်ကိုကူပွန်ရရချင်းမှာ2 နာရီတွင်းမှာဒီဥစ္စာကိုလှည့်ရမှာဖြစ်ပါရဲ့ဘယ်လိုလွယ်တဲ့ပေးရလဲဆိုတော့ invite သမားတွေအတွက်ပေးတာပါတကယ်လို့ agency တွေမှာရင်တော့ coin ပဲရရှိအဲ့ဥစ္စာဖြုတ်ချပြီးတော့အခု invite သမားတွေတော့သူတို့ထပ်ပေးထားတဲ့အစီအစဉ်မို့လို့ join ကြည့်တဲ့နော်ကို invite ကနေပြီး commission ရတဲ့ဒီကနေလည်းရတဲ့ဒီမှာဆိုလို့ရှိရင်ဒီအကုန်လုံးကြီးနားလဲတော့ပြောရမယ်ဆိုတာသူအစနဲ့ပြီးဒါဆိုလို့ရှိရင်ကိုရမယ့် point ရဲ့ double ရရဲကွာဒီမှာဆို median ဒီဥစ္စာကြီးမပဘူးတည်းတိတ်တော့မသိသေးဘူးဒီမှာ cash out ဆိုတာကျတော့တကယ်လို့ဒီကြီးတို့လှည့်လို့ပေါ့နော်ဒီ cash out ကိုရသွားပြီဆိုလို့ရှိရင်ကျတော့ဒီလောက်မှာ$7,000ဖြစ်နေတာမှာ up point ကကြီးတို့ဟိုဘက်ကိုရောက်သွားပြီးတော့ကြီးတို့ငွေထုတ်နိုင်မှာဖြစ်ပါရဲ့ရှင်အော်တော့သူ့ဥစ္စာလှည့်မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုရင်ကေရို link ကနေပြီးတော့တငယ်ချင်းကဒေါင်းရမယ်ဒေါင်းပြီးလို့ရှိရင်သူတို့ spin နေပေါ့နော်သူတို့ကလည်းမိုက်တွေလွှင့်မိုက်2 နာရီလွှင့်ပြီးတော့လည်းသူတို့ spin နေရမှာပါအဲ့ spin တွေကိုပေါ့နော်အဲ့ spin နေရပြီသူတို့လှည့်ပြီးတော့ဆိုတော့ကိုယ့်စီမှာဒီလိုမျိုး spin coupon လေးရမယ်အပြီးလို့ရှိရင်ကိုတို့ဒီ coupon လေးရဲ့ဒီဥစ္စာထပ်ပြီးထည့်နိုင်ပြီးဒီ$9,000ပြင်ကေရို point ရမှာဖြစ်ပါတယ်ရှင်ဒီမှာပေါ့သူရဲ့ဒီမှာပေါ့နော်သူ့ရဲ့ဟိုဟာလေးပေါ့နောက်ဆိုလို့ရှိရင်ကိုက and cash ပေါ့နော်ဒါကတော့ကေရိုဝေထုတ်လို့ရှိရင်နေရမယ့်ဥစ္စာပေါ့ဒီမှာ MO ကတော့ဒီဥစ္စာကိုရဖို့ဆိုလို့ရှိရင်ကေရိုကိုယ့်ရဲ့ link ကနေပြီးတော့သူကခေါ်ရမှာဖြစ်ပါတယ်ဒီမှာဆိုကေရိုဒါကေခေါ်ထားတာပေါ့ကေဆို rebate နဲ့ပေါ့နော်ဒီဥစ္စာရတဲ့အဲ့ရနေတက်ပါအရန်မိုက်ပါရင်နော်အဲ့ဒါကြောင့်မို့လို့ search ကြည့်ပါဒီမှာဆို rule ထဲမှာလည်းဝင်ကြည့်လို့ရရင်နော်ဒီမှာဆို rule ထဲမှာ तू ကဒီမှာဒါအပေါ်ပိုင်းတော့ तू ဒီမှာဆွမ်းနာတဲ့အတိုင်းပဲနော် withdraw point တွေပါတယ်နဲ့သူတို့ရှင်းပြထားတာပေါ့နော်ဒီမှာဆိုရင်ဒါ तू ပေးထားတဲ့အကြောင်းပြီးလို့ရှိရင် event rule ကိုတီးမှ join မှာတဲ့ तू ပြောတာနော်အပေါ်ကတော့ပေါ့နော်အဲ့တော့ event ရှိနေတော့ဒီမှာဆိုလို့ရှိရင်ဒီမှာ point 9,000ဆိုပတ်စံစားထုတ်လို့ရမယ်ဘလို့ပါဝင်လို့ရမလဲဆိုလို့ရှိရင်ဒီထဲမှာကိုယ့်ရဲ့ပေါ့နော်ဒီ page မှာကိုယ့်ရဲ့ဒီပါတီထဲမှာမြင်နေတဲ့အဲ့ဥစ္စာပေါ်နေတဲ့လူမှန်တွေများ join လို့ရမယ်ပေါ့နော်အဲ့ coupon တွေကိုဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တငယ်ချင်းတွေဖိတ်ပြီးမှအဲ့တငယ်ချင်းတွေကဒီ application ကို register လုပ်မယ်သူတို့ကလည်း coupon တွေသုံးပြီးဆိုရဆိုလို့ရှိရင်ကိုယ့်စီမှာ back pack အနေနဲ့ကိုယ့်ရဲ့ coupon တွေရမှာဖြစ်အဲ့ coupon တွေနဲ့လှည့်မှာဖြစ်ပါတယ်အဲ့တော့သူတို့က community test ဒီမှာ test กว่าတနေ့2 နာရီလွှင့်နိုင်မျိုးရှိရအဲ့လိုမျိုးအမေဟိုကေတို့ test တွေဥစ္စာအကုန်လုံးလုပ်ပြီးလို့ရှင်ဒီ user ရဲ့ coupon တွေရမယ်အဲ့ coupon တွေကေတို့လှည့်ပြီးတော့စော့ရမှာဖြစ်ပါတယ်เนาะဘာဖြစ်လို့သူတို့ကဒါမျိုးပေးရလဲဆိုတော့သူတို့ application ကိုပေါ့နော်သူတို့application ကိုသုံးနေတဲ့လူတွေအတွက်ပေါ့နော်သူတို့ကပြန်ပြီး support တာပေါ့နော်ပြီးလို့ရှိရင် account နှစ်ခုရှိတဲ့လူတွေတချို့တွေဘဏ်ကန်ဝန်ထမ်းထိထားတဲ့လူတော့မရပါဘူးတဲ့เนาะအဲ့တော့ဒီမှာ valid သူ invite ရှိတဲ့လူစီရပဲကေတို့ဒီ coupon တွေရမှာဖြစ်ပါတယ်ဆိုပြီးသူပြောထားတာပါအဲ့တော့ဒါကြီးက invite သမားတွေအတွက်ထပ်တိုးအစီအစဉ်မှာဒီနာ point 9သိရပြီလို့ရှင်တို့ point 9,000ထပ်ထုတ်လို့ရမှာဖြစ်ပါတယ်ရှင်အရင်မိုက်ပါဒီမှာ rank ပေါ့နော်ကျွန်မ brand block မှာကျွန်မနံပါတ်7မှာ1နံပါတ်4 ping ကြော့ပေါ့နော်ဟုတ်ကဲ့ပါဒါလေးလာရှင်းပြတာပါ